အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ဂျပန်ရောက်ပြီးတဲ့အခါမှာဂျပန်နိုင်ငံရဲ့နေ့စဉ်သွားလာလှုပ်ရှားမှုတွေမှာအသုံးဝင်တဲ့ဒီဆူရီကကတ်လေးလုပ်ပုံလုပ်နည်းလေးကိုပြောပြပြီးတော့မှာဖြစ်ပါတယ်ဒီဆူရီကကတ်ကယထာကတ်လို့လည်းခေါ်ပြီးတော့ဒီဆူရီကကတ်ရဲ့အသုံးဝင်တဲ့နေရာတွေအများကြီးရှိပါတော့ယထာကတ်လို့ခေါ်လို့ယထာပဲစီးလို့ရလားဆိုတော့မဟုတ်ဘူးကျွန်တော်တို့ဒီဆူရီကတ်နဲ့ဂျပန်နိုင်ငံရဲ့ပဲ public transportation မဆိုစီးလို့ရပါတယ်ဘတ်စကားပဲစီးမလားယထာပဲစီးမလားဘယ်ကနေဘယ်ထိဆိုတော့အကန့်အသတ်ဆိုတာမျိုးလည်းမရှိပါဘူးအဲ့တော့ဒီဆူရီကတ်ရဲ့ပုံစံလေးတွေကတော့တနေရာတနေရာမတူညီတဲ့အတွက်လောက်တဲ့အခါမှာကက်ရဲ့ပုံစံလေးတော့နည်းနည်းလေးတော့ပြောင်းသွားနိုင်ပါတယ်အဲ့တော့ဒီဗီဒီယိုလေးမှာကျွန်တော်ဒီဆူရီကကတ်နဲ့ဘာတွေလုပ်လို့ရလဲဘယ်လိုမျိုးလုပ်ရမလဲဆိုတာလေးတွေကိုသေချာလေးပြပြပေးသွားမှာဖြစ်လို့အဆုံးထိဆက်ကြည့်ပေးကြပါအောင်အဲ့တော့ယထာလက်မှတ်ဝယ်ပြပါမယ်ခုကျွန်တော်အခုမင်းကြီးတောင်းပါတော့နော်မင်းကြီးလာရင်ရှင်းရုပ်တောင်းတော့ပါမယ်ရှင်းမှုကတော့လက်မှတ်ဝယ်ရပါမယ်လက်မှတ်ဝယ်ပြန်စီရအောင်ဟုတ်တယ်တိတ်ကတ်တယ်ပါနော်ဒီမှာတစ်ကတ်ပဲဆိုရင်အပေါ်မှာဒီယထာလေးကြောင်းကြည့်လိုက်ပါနော်ကျွန်တော်အခုဒီအစိမ်းလေးကြောင်းမှာကျွန်တော်ရှင်းအခုပတာတောင်းရှင်းခုတာကို150ပဲကြပါမယ်ကျောင်းမှာလောလောလောカードを動かさないでください。チャージが完了しました。ဆက်ခဲ့ပါမယ်ご希望のボタンを押してဒါမှတော့မေဂျီလိုပူတာပါခင်ဗျာကျွန်တော်ရောက်ခါစားတော့ဆူရီကကမလုတ်တက်ခင်တော့ကျွန်တော်ယထာလက်မှတ်ဝယ်ပြီးတော့စီးပြီးသွားတော့အခါပါဗျာပထမဆုံးတစ်ခေါက်ယထာစစီတော့နေရာတော့မှတခြားမသိလို့မေဂျီလိုပူတာကိုမေဂျီနဲ့ပြောနေတာအဲ့လိုမျိုးယထာကဝယ်စီရခါမှာအရန်ဒုက္ခရောက်ပါတယ်ကိုသွားမယ့်နေရာကိုကြည့်ရတယ်ဈေးပြန်ကြည့်ရတယ်ပြန်ဝယ်ရတယ်အဲ့လိုမျိုးဆိုတော့တိတ်အဆင်မပြေဘူးဗျာတစ်ခေါက်သွားလို့ရှိရင်အရန်ချိန်ကြတာပေါ့ဆူရီကလေးနဲ့ဒါဆိုလို့ရှိရင်တော့တအားမြန်နေဗျာအဲ့လိုမျိုးဘင်းအွန်ဘာရယထာတိတ်ကပါဘာပေါင်းချဖြစ်နေတယ်နော်ပြန်ငွေတိတ်ကလေးကျွန်တော်တစ်ချက်ထည့်ရပါမယ်ဒီဘာကြမ်းဘာ1 2တစ်ကက်လေးကကျွန်တော်ပြန်ထွက်မဲ့ဘူတာရောက်လို့ရှိရင်အဲ့လိုမျိုးပဲပြန်ထည့်လိုက်ရတာဒါပေမဲ့တစ်ကက်ကဟိုဘက်တစ်ဖက်ကနေပြန်ပြီးထွက်မလာတော့ဘူးဗျာကျွန်တော်တို့ပြန်ထွက်တဲ့ဘူတာရောက်လို့ရှိရင်တော့အထည့်ပဲရအထွက်မရှိတော့ဘူးပေါ့အဲ့လိုမျိုးရှင်ဂျူကိုတော့ထွက်ရအောင်ရှင်ဂျူကို station မှာဆင်းရအောင်မယ်မာနီတဲ့နိုင်ပေါ့နော်ဟောရှင်ဂျူကိုနေတာပါဆက်ပြီးတော့ဆွေးကက်ကလုံကြီးလေးကိုပြပြပေးသွားပါမယ်တစ်စင်းချင်းလောက်ပြပြမယ်ဖြစ်လို့တေချာလေးလိုက်ကြည့်ပြီးကြပါအောင်နော်ကျွန်တော်တို့ဆွေးကောက်ရွေးမယ်ပြီးတော့ရင်ကတ်တိုကြော်ရွေးမယ်ဆိုလိုနေမယ်ပြီးကြရင်ဒါကကြတော့ကျွန်တော်တို့ရဲ့နာမည်ရေးတဲ့ဥစ္စာပါเนาะကျွန်တော်တို့ရဲ့ကတ်ပေါ်မှာကျွန်တော်တို့နာမည်ပေါ့ကျွန်တော်တို့ဒီမှာကျွန်တော်ရဲ့နာမည်ရဲမြတ်သူဆိုတော့ကျွန်တော်ရေးထည့်လိုက်ပါတယ်ပြင်ခကုနေနေတယ်ပြင်ကျော်ဒီမှာယောက်ျားလားမိန်းမလားရွေးရတယ်ပေါ့နော်ယောက်ျားလေးပြီးတော့ရင်ကျွန်တော်တို့ရဲ့မွေးနေ့ကိုရဲ့မွေးတက်ကလေးကိုထည့်ပြရပေါ့ကန်ကပ်ကနေစနေဒီမှာကျွန်တော်တို့ရဲ့ဖုန်းနံပါတ်မရှိသေးလို့ရှိရင်လည်းဒီတိုင်းအဆင်ပြေဥစားရှောက်ထည့်လိုက်လေရပါမှမဖြစ်ဘူးပေါ့နော်ဖုန်းနံပါတ်ထည့်ပြီးဆိုရင်ကျွန်တော်တို့ရဲ့ဒီမှာအချက်လက်တွေမှန်လားမမှန်လားဆိုတာတစ်ခေါက်ပြန်စစ်ကြည့်ရတယ်ကျွန်တော်တို့မွေးနေ့တွေနာမည်တွေမှန်ပြီဆိုရင်တော့ဒီမှာဖြတ်ကြည့်လောက်ရတယ်ကိုရွေးချင်တော့ရွေးရပါတော့ကျွန်တော်တော့3000ရွေးလိုက်ပါတယ်အဲ့ထက်မှကပ်ဖို့က900ကျွန်တော်တို့သွားလို့လာလို့ရမှာ2500ကျန်ပြီပေါ့နော်ကပ်ဖို့က900ပေးရတယ်ဘာမှပဲလို့ပါကျွန်တော်သွားကြလေးရှိသေးလို့3000ထည့်လိုက်တာပေါ့နော်ကပ်ဖို့900နဲ့2500ကျန်တာပေါ့ကျွန်တော်တို့ကပ်ရပါပြီပြင်ပြန်ငွေ2000ပဲပါနောက်တစ်ခုကကျွန်တော်တို့ကျောင်းသားတွေတို့နေတိုင်းအလုပ်သွားတဲ့သူတွေရှိရပါတော့အကယ်၍ကျောင်းသားတွေကကျွန်တော်တို့ကျောင်းတဲ့အိမ်တွေက5-6ဘူတာလောက်စီးရတာမျိုးလို့10ဘူတာလောက်စီးရတာမျိုးလို့အဲ့လိုမျိုးလေးရှိတတ်တယ်ဗျာအဲ့လိုလူမျိုးတွေကြောင့်ဘယ်လိုမျိုးဖြစ်လဲဆိုတော့ဒီတရက်ချင်းဝယ်စီးရလို့ရှိရင်ယထာကတအားကိုစီးကြည့်တယ်အဲ့တော့ကျွန်တော်တို့ကတိတ်ကြီးကန်လောက်ထားလို့ရှိရင်အရန်ကိုစီးသက်တာတိတ်ကြီးကန်ဆိုရဲလာပြီးကက်ကပေါ့ကျွန်တော်တို့ဒီတစ်လအတွင်းလုံးမှာလား2လလုံးမှာလား3လလုံးမှာလားဆိုရွေးချယ်ဝင်ရှိရပါတော့ဒီ
ဒီထဲမှာကျွန်တော်တို့ကတစ်လဆိုလို့ရှိရင်ဒီရက်ကနေပြီးတော့အခုဒီဘူတာကနေပြီးတော့ကျွန်တော်တို့စိတ်မဲ့ဘူတာအထိကိုလောက်ထားရဆိုလို့ရှိရင်ဒီတစ်လလုံးဒီမှာကျွန်တော်တို့စိတ်ကြိုက်စီကွင်းရှိပါတယ်အလကားလုံးဝဒီတစ်လအတွင်းစိတ်ကြိုက်စီကွင်းရှိတယ်အဲ့တစ်လလုံးရဲ့ကြတဲ့ငွေအမောင်းရရောဆိုလို့ရှိရင်လည်းအဲ့ငွေအမောင်းလေးဈေးသက်သာသွားပြီးတော့အဲ့တော့ကျွန်တော်တို့ចောင်းသားတွေအတွက်တော်တော်လေးကိုအသုံးဝင်တယ်ပေါ့နော်ចောင်းသားတွေအလုံးနေတိုင်းသွားတဲ့သူတွေအတွက်ဆိုရင်ဒီလိုမျိုးထိတ်ကန်ဝင်ထားလိုက်တာကျွန်တော်တို့အတွက်ဈေးလဲသက်သာတယ်စီးရလည်းအဆင်ပြေပေါ့နော်ဘယ်ချိန်မှဆိုဒီဘူတိုင်းဒီဘူတာကြောက်စိတ်ကြိုက်စီကွင်းရှိရဲ့အဲ့ဘူတာအခုစားတဲ့ဒီဘူတာအစားအနေမှာဟိုဘူတာအဆုံးထိဂျားထဲမှာရှိတဲ့ဘူတာတွေမျိုးလည်းကျွန်တော်တို့စိတ်ကြိုက်စင်းခွင့်တက်ခွင့်ရှိပါတယ်အဲ့တော့ဒီတေးခိကန်လုံးကြီးလေးကိုလည်းကျွန်တော်ဆက်ပြီးပြပြပေးသွားပါမယ်ကျွန်တော်တို့အရင်ဆုံးတေးခိကန်ကိုရေးမယ်新たに定期券を購入された場合新規の定期券の種類を選んでください。定期券ရထားလက်မှတ်ဘယ်နှလားစီမှာလဲတစ်လားသာနှစ်လားသာသုံးလားသာကျွန်တော်တစ်လားသာပဲယူလိုက်တယ်ပြီးကြကျွန်တော်ဒီမှာဘယ်ရက်အတွက်စာချင်မှာလဲပေါ့နော်စာချင်မယ့်ရက်ကိုထည့်ရတယ်ပြီးရင်ဘယ်ဘူတာစာချင်မှာလဲဆိုထည့်ရတယ်ပြီးကြလို့ရှိရင်ကျွန်တော်တို့စင်းမဲ့ဘူတာကိုရိုက်ရှားတယ်ပေါ့နော်အဲကျွန်တော်ရှိနာကွာရှိလေးရိုက်နေပေါ်လာဒီမှာဘေးကတင်းနေတုံးနေကျွန်တော်တို့ရထားသွားမဲ့ line ပေါ့နော်အပေါ်အပတ်မှာလားအောက်ကပတ်မှာလားဆိုတော့မလို့ပေါ့နော်ဒီနေရာမှာကျွန်တော်ကပ်ပါအသေးလုံးမှာပြလို့ပေါ်ဟာယူလိုက်ပါတယ်ကက်ရှိဗီတာလူဆိုလို့ရှိရင်အလဲဟာလေးပြရပါပါနော်အခုဆိုရင်နာမည်ပြန်ပြီးတော့ထည့်ရမယ်ကျွန်တော်တို့ရဲ့နာမည်ကပ်ပေါ်မှာရှိမှာပါနော်ဒီမှာကျွန်တော်ရဲ့နာမည်ကိုကျွန်တော်ပြန်ထည့်တယ်ဒီနေရာမှာကျွန်တော်တို့အင်္ဂလိပ်လိုပြောင်းပြီးတော့လုပ်လဲရရပါတော့ဒီရထားကပ်ကိုအစားအနေစားပြီးလုပ်တဲ့အင်္ဂလိပ်လိုပြောင်းပြီးတော့ပြန်ကြည့်လဲရရပါတော့အင်္ဂလိပ်လိုဆိုရှင်လည်းပို့ပြီးလွယ်ပါတယ်လောက်ရတာဒီမှာအစားအတိုင်းယောက်ျားလားမိန်းမလားရွေးကျွန်တော်ရဲ့မွေးနေ့ကိုထည့်အဲ့လိုမျိုးစကားမဆက်ပါတော့ကျွန်တော်တို့တချို့ဂန်ကင်းနဲ့ငွေရှင်းလို့မရတဲ့ဆိုင်တွေရှိရပါတော့အဲ့လိုဆိုင်တွေဆိုလို့ရှိရင်ဒီစူရီကကတ်ထဲမှာပတ်စံရှိလို့ရှိရင်ဒီစူရီကကတ်နဲ့ငွေချေလို့ရရပါတော့အဲ့လိုဆိုတော့စူရီကကတ်နဲ့ပတ်စံရှင်တွေကပို့ပြီးတော့အဆင်ပြေရပါဗျာနော်မွေးနေ့ကို3-4 5ကောက်လောက်မှားရိုက်နေရပါတော့ကိုမွေးနေ့ကိုဒီမှာကျွန်တော်တို့ရဲ့ဖုန်းနံပါတ်ကိုပြန်ပြီးထည့်ရပါတယ်設定される場合は設定するボタンを押してください。この内容でよろしければ確認ボタンを押してください。ကျွန်တော်ရဲ့အချက်တွေပြန်ပြီးဆက်ရပါတော့ကျွန်တော်တို့ဘယ်ဘူတာဒီကိုယ်နေမှန်တာဘယ်နှလားစာလောက်ထားတာလဲဘယ်လောက်ကြာမှလဲဆိုပေါ်ပါတယ်ပြန်ခက်ကနေလိုက်ကျွန်တော်ပတ်စံထည့်မှာဒီမှာ charge လုံးမှလာမရပါတော့ကိုယ်ကတည်းက charge မလုပ်ဆို charge မလုပ်ဘူးကြောက်ရင်ကျွန်တော်တို့ပတ်စံထည့်ပြီးရနဲ့ကျွန်တော်တို့ကြရပါပြီအဲ့တော့ခုတဲခင်ရရှိလို့အဲ့တော့အခုကျွန်တော်ဒီယထာကတ်ဆွီးကလေးရှိလို့ရှိရင်ကျွန်တော်တို့ဘယ်လောက်ထိအသုံးဝင်လဲဆိုတော့လည်းအားလုံးသိကြပြီလို့ထင်ပါတယ်လုပ်ပုံလုပ်နည်းကိုလည်းနားလည်ကြလိမ့်မယ်လို့ထင်ပါတယ်အကယ်၍မရှင်းလိုက်တဲ့တခြားမသိတဲ့ရရှိလို့ရှိရင်ကျွန်တော် comment မှာ make လို့ရပါတယ်ပြီးတော့ဂျပန်လာမဲ့တငယ်ချင်းတွေရှိလို့ရှိရင်လည်းဒီဟာလေးကိုကြိုတင်ပြီးတော့ကြည့်ကျင်တဲ့သူရှိလို့ရှိရင် share ပေးထားကြဖို့တောင်းဆိုပါတယ်ဘယ်လိုဖြစ်ဖြစ်ရောက်လာတဲ့အချိန်ရောက်လို့ရှိရင်တယောက်တည်းဆိုလို့ရှိရင်နောက်ပုံလုံးနည်းရမသိရမျိုးပါမျိုးလည်းရှိတတ်တဲ့ခါကျတော့ဒီလိုလေးကြိုပြီးတော့ကြည့်ထားလို့ရအောင်လို့ share ပေးထားကြဖို့လည်းအကြံပြုပါတယ်အဲ့တော့ကျွန်တော်ရဲ့ channel လေးမှာနောက်ထပ်တင်တဲ့ဟာလေးကြည့်လို့ရအောင်လို့လည်း subscribe လေးလုပ်ခဲ့ကြဖို့လည်းတောင်းဆိုပါတယ်ခင်ဗျအားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်